Hello ကျမကတော့မီပါဒီနေ့ကျမကငွေကြေးနဲ့ပတ်သက်ပြီး powerful ဖြစ်တဲ့ affirmation တွေကိုရွတ်ဆိုပြမှာပါဒီ affirmation တွေကို21ရက်ရွတ်ဆိုပေးခြင်းဒါမှမဟုတ်နားထောင်ပေးခြင်းဖြင့်ငွေကြေးနဲ့ပတ်သက်တဲ့စိုးရိမ်ကြောင့်ကြမှုတွေတူပင်နေရမှုတွေကင်းဝေးသွားပါလိမ့်မယ်မိမိရဲ့ဘဝတွေကိုငွေဝင်လန်းကြောင်းတွေဗပောင်းဆောင်ကနေရောက်ရှိလာပြီဆိုတာယုံကြည်ထားလိုက်ပါငါကငွေတွေကိုဆွဲငင်နိုင်တဲ့သူဖြစ်တယ်ငါကငွေတွေကိုဆွဲငင်နိုင်တဲ့သူဖြစ်တယ်ငွေတွေကငါစီကိုလွယ်လွယ်ကူကူနဲ့စီဝင်လာတယ်ငွေတွေကငါစီကိုလွယ်လွယ်ကူကူနဲ့စီဝင်လာတယ်ငါကချမ်းသာကြွယ်ဝမှုကိုလက်ခံဖို့ငါရဲ့နှလုံးသားတကားကိုဖွင့်ထားတယ်။ငါကချမ်းသာကြွယ်ဝမှုကိုလက်ခံဖို့ငါရဲ့နှလုံးသားတကားကိုဖွင့်ထားတယ်။ယနေ့ချိန်ထိငါရဲ့ဘဝထဲမှာလက်ခံရရှိခဲ့တဲ့ငွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ယနေ့ချိန်ထိငါရဲ့ဘဝထဲမှာလက်ခံရရှိခဲ့တဲ့ငွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ငါရဲ့ဘဝတွေကိုရောက်ရှိလာမယ်ငွေတွေကိုလည်းလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။နောက်ထပ်ငါရဲ့ဘဝတွေကိုရောက်ရှိလာမယ်ငွေတွေကိုလည်းလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ငါကငွေတွေကိုချစ်တယ်လို့ငွေတွေကလည်းငါကိုချစ်တယ်။ငါကငွေတွေကိုချစ်တယ်လို့ငွေတွေကလည်းငါကိုချစ်တယ်။ငါကချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်နေငါကချမ်းသာကြွယ်ဝမှုနဲ့ထိုက်တန်နေငွေတွေကအံ့ဩဖွယ်ရာနည်းတွေနဲ့ငါစီကိုရောက်လာတယ်ငွေတွေကအံ့ဩဖွယ်ရာနည်းတွေနဲ့ငါစီကိုရောက်လာတယ်တုံးလိုက်တဲ့ငွေတိုင်းကအစာပေါင်းများစွာတိုးပြီးငါစီပြန်ရောက်လာတယ်။တုံးလိုက်တဲ့ငွေတိုင်းကအစာပေါင်းများစွာတိုးပြီးငါစီပြန်ရောက်လာတယ်။ငါရဲ့ငွေတွေဟာပိုတုံးလေပိုတိုးလေဖြစ်နေပါပြီ။ငါရဲ့ငွေတွေဟာပိုတုံးလေပိုတိုးလေဖြစ်နေပါပြီ။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်